4မျိုးစလုံး install ရပါပြီ spine ဆိုတာ scratch တွေပါရှိလဲလို့မေးနေတဲ့သူတွေတော်တော်များနေလို့မင်းမှာ install ရှိရလေးတင်ပေးလိုက်ပါတယ်ပထမဦးဆုံးကတော့ခန္ဓာကိုယ်မှာရှိတဲ့အမဲဆက်တွေအမာရွတ်တွေတက်တာစီပြီးတော့အသားဖြူစေတဲ့ baking soda လေးပါဒုတိယတစ်ခုကတော့ခန္ဓာကိုယ်ပေါ်မှာဝက်ချက်နေပေါက်တတ်တယ်ပြီးတော့ခန္ဓာကိုယ်ပေါ်မှာဝက်ချက်ကြောင့်ကြံခဲ့တဲ့အမာရွတ်တွေဒါမှမဟုတ်ရိုးရိုးအမာရွတ်တွေရှိတယ်ချင်းကိုက်အမာရွတ်တွေရှိတယ်ဆိုလို့ရှိရင်တော့ဒီဆက်လက်အလိုင်းမျိုးသုံးပါနော်သူကကြတော့အသားရည်ကိုခန္ဓာကိုယ်မှာရှိတဲ့မဲဆက်အမာရွတ်တွေတက်တာစီပြီးတော့အသားရည်ကိုနုနုညံ့ညံ့ဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုကတော့နေလောင်ထားလို့အသားရောင်နေမညီဘူး coffee နဲ့ပတ်သက်တာသုံးချင်တယ် coffee scrub လေးသုံးချင်မြင်ဒီ Miss Spice ရဲ့ coffee scrub လေးသုံးဖို့ recommend ပေးပါရစေသူကအဓိကနေလောင်တန်တွေတက်တာစီပြီးတော့အသားရည်ကိုရေတက်ဖြစ်ပေးတာကြောင့်မို့လို့ဘယ်လိုပြောမလဲ6ကြီးဖြစ်မနေဘဲနဲ့ဆူဆူလေးဖြစ်နေခြင်းနဲ့ဆိုတော့ဒီ coffee scrub လေးကိုသုံးပါရှင်နောက်ဆုံးတစ်ခုကလူတွေအရန်ကြိုက်တယ်အခုနောက်ပိုင်းဆိုပစ္စည်းအရန်ပြတ်တယ်ဒီရှီကာကီပေါ့နော်ကမွန်တီနဲ့လောက်ထားတဲ့ဥစားလေးအဓိကအသားဖြူစေတာသူကနေလောင်တန်တွေလည်းတက်တာစေတဲ့အပြင်အသားဖြူစေတယ်ဝင်းစေတယ်ပေါ့နော်ကမွန်တီကတော့အဖက်တွေကတော့အများကြီးပဲအဓိကကတော့သူ့ရဲ့အာနီတင်ကတော့အသားဖြူစေတဲ့ဥစားနဲ့နေလောင်တန်တက်တာတဲ့ဥစားပေါ့နော်အဲ့တော့ဒါလေးက Miss Spice စုကပစ္စည်းကမင်းမှာအထုပ်က4မျိုးစလုံး install ရပါပြီပစ္စည်းကလေးစုံတာအရန်ရှာရဲဒီ3မျိုးရှိလိုက်ဒါမရှိလိုက်ဒီရရှိဒီ coffee ပြလိုက်ဒီ3မျိုးရှိလိုက်အဲ့လိုမျိုးဆိုတော့ခါကျပစ္စည်းလေးစုံနေတော့မှာထားခြင်းနဲ့ဆိုရင်တော့မှာထားလို့ရပါပြီဒီလိုတစ်ထုပ်မှာဆိုရင်390မီလီပါပါတယ်တစ်ထုပ်ကို1000ခန်းနဲ့ install ရပါမယ်ရှင်ပစ္စည်းလေးမှာယူခြင်းနဲ့ဆိုရင်တော့ချက်ပေါက်တာမှမဟုတ်လို့ရှိရင် Viber Telegram မှာလာပြီးတော့မှာလို့ရပါတယ်နော်